တော့2မိနစ်စပြီမေးပြီနော်နာမည်ဘယ်လိုခေါ်လဲ ဟောတော့ကွာ ပြောလိုက်လေစတော်ဘယ်ရီ စတော်ဘယ်ရီရဲ့အမှန်တိုင်းဖြေပါတယ် ကျော်ရဒီဆိုဟွာရန်ကုန်သူမဟုတ်တောင်ပေါ်ဒေသလား နှစ်ခုလုံးမှာနေတယ် ဟိုနေတာမှတ်နေဒါပေမဲ့တောင်ပေါ်ဒေသလား တောင်ပေါ်ဒေတာဖြစ်ဖြစ်တောင်အောက်ဒေတာဖြစ်ဖြစ်စတော်ဘယ်ရီကနေရပကမှာနေတယ် မနဲ့လေဟိုရက်ကမစုံတာတိတ်မကြသေးဟုတ်တယ်မလား မမမိတာ ဒီဒီနဲ့ဟိုတယ်လောမှာစုံတာ ဟုတ်တယ် အဲ့တော့မမိတော့ဘူးလေ မှတ်မိရော မမဒီဒီကလူတကာနဲ့နေရပကမှာခဏခဏဆုံနေဘလို့ပဲ ဘာတွေကလတ်တွေမှာတွေ့ဆုံးပဲရန်ဆောင်နေရန်ဆောင်ရန်ဆောင်နေ ဝင်းကြီးပေါ်တော့9ယောက်ရှိရ ရမ်းရတယ်စတော်ဘယ်ရီဆိုတာအရင်များတယ်ဂျပန်တို့ကိုရီးယားတို့မှာလည်းရှိတယ် စတော်ဘယ်ရီဒီလေးကလေဟိုအဆိုတော်တော့အဆိုတော်ပဲဒါပေမဲ့ဟိုအရင်ကြာပြီလားပေါ့စီနီယာလားဆိုတော့ထဲမှာ3-4နှစ်တွင်းလောက်မှနာမည်ကြီးလိုက်လဲဆိုတော့လား မှန်တိုင်းဖြစ်မယ်နော် မညာဘူးလူကြီးကိုမညာဘူးနော်ငရဲကြည့်မယ် ညာဘူးပြော ငင်းလေးတွေကပချင်းဆိုတာ မညာဦးရဲ့ငငယ်လေးကချင်းဆိုတာတဲ့ ဩငယ်ငယ်လေးတွေကတချင်းဆိုတာ အချိုးကနဲ့မှာပါဟဲ့ ဟွာကီးဘုတ်တီးပြီးတော့ကိုယ့်ကိုဆိုတာကာပါဆောင်းနေပါ ဘာစီးနေဆိုတာ hip hop စီးနေဆိုတာဘာလဲဆိုတာ အကုံးဆိုတယ်ကိုကိုထွန်းထွန်းတချင်းလဲဆိုတယ်မမဒီဒီတချင်းလဲဆိုတယ်အကုံးဆိုတယ် အမတချင်းရောဆိုလားအမတချင်းအမပောက်တဲ့တချင်းရောဆိုလားအမထွက်ခဲ့တဲ့ series တွေကလေ ရယူလိုက်ဟုတ်တယ်မလား မဆိုလေဟုတ်တယ်လေမေးတော့မေးနေတယ်နောက်ပြီးပြောလိုက်တယ်မေးတော့မေးတယ်ကဲ story ကတော်တော်လေးလာထားတာပဲ စတော်ဘယ်ရီကငယ်ငယ်လေးတဲ့ဒီ site ပဲလား ဒီ hype ပဲလားဒီအရက်ပဲ ရက်ပဲလားဆက်ပဲလား ငငယ်ရတော့ဘယ်အသက်ရွယ်ရလဲပြောလေ ဟုတ်လေအခုမသိဘူးအဲ့ဒါ အခုလည်းတသိလေးဖြစ်နေလို့ပြောတာလားလို့အခုလည်းတသိလေးဖြစ်နေတယ် ငယ်ငယ်တော့ စိတ်ဆိုးရင်ပိုသေးတော့ပဲစိုးမနေနဲ့ အခုကတော့ဂျင်းမီပိုင်းဆော့ပြီးတော့နည်းနည်းအရက်တွေပိုင်းရှိအောင်လုပ်ထားတာပေါ့ အော်ဒီလောက်ဂျင်းသွားတာမတွေ့ဘူးလားကိုကိုထွန်းထွန်းနဲ့ အော်ဒါအရက်ရှိအောင်လုပ်ထားတာပေါ့ ဟိုအစိုးပြိုင်ပွဲတွေဘာတွေဝင်နေမလား အစိုးတိုင်မွေးအိမ်မှာလဲပြိုင်နေရတာတနေ့တနေ့ပချင်းနေပဲဆိုနေတာခုတမက်စင်ကမှလည်းလာပြိုင်နေတာဆိုတော့ပြိုင်လာပါပဲ ကျန်စတော်ဘယ်ရီကတဲခွဲပြီးတော့ဘဲကထားခဲ့တာခံထားရတယ်ဟုတ်လား ဒီကမရှိပါဘူးစင်ကြနေတာ ထားခဲ့တော့ဘယ်လိုရှိတော့မှာလဲ ကိုယ်တိုင်တချင်းရေးလား ပချင်းရေးတယ်တီးလဲတီးတယ်ဆိုလဲဆိုလဲ အဲ့ဒါရုပ်ရှင်ရမဟုတ်ဘူးပေါ့ရုပ်ရှင်လောကမဟုတ်ဘူးဂီတလောကပေါ့ တရုတ်လဲဆောင်တယ် ဟမ်ဘာ ဘိုးတော်မှာစတော်ဘယ်ရီနဲ့ကျွန်တော်နဲ့ရုပ်ရှင်တကားရက်သေးရလေရုပ်လို့မှာလေ မမမီးတော့ ဟုတ်လား နေစပင်းဖြောက်ထားတာမလားအခုတို့ ဒါခုစပင်လေးအစိမ်းလေး ဘိုးဖြောက်ထားတယ်စပင်းဖြောက်တာဟုတ်တယ်မလား ဒီမှာလေးဆောင်လာတယ် အာဟုတ် နောက်ယွန်းပါဆိုတာရှိသေးတယ် မခိုင်လေးနဲ့ဒီဒီနဲ့စက္ကန့်30ပဲကျွန်တော်လေ မနဲ့လေဒီဒီနဲ့လေချင်းတွဲဆိုဘူးလား စတော်ဘယ်ရီ မ ကျွန်တော်ရဲရင်အောင်ရဲ့လေရုပ်ရှင်တကားရက်သေးဟုတ်တယ်မလား ပြောင်းချင်းစီမဲလေတုံပြောင်းမဲလေ အော်တရားချင်းစီမေးလေတရားမေးကိုဒီဒီမေးလား ဒီမှာမေးနေပြီလေဟုတ်လားလို့ဟုတ်တယ် ပြောင်းချင်းစီတစ်ခုချင်းစီပြန်မဲပါ ကဲအဲ့ဆိုမေးမယ်ကိုကပါလဲဒီဒီနဲ့တချင်းတူတူဆိုဘူးလားဒါမှမဟုတ်ရှိုးပွဲတွေမှာစုံတယ်ဘယ်မှာစုံဘူးလားလဲပြော ကျဝဲမှာဆော်မှုလေလွန်ခဲ့တဲ့နှစ်တွေလေက အာတချင်းတူတူဆိုဘူးလား ဆော်ဘူးတလို့လို့မဆော်ဘူးတလို့လို့ ဟုတ်ပါတယ်ဆိုတော့အဟောင်းတော့အဟောင်းနေရပါဆိုတော့အဟောင်းတော့အဟောင်းနေရပါ ဟဲ့ဘာလို့ညင်သွားကြလဲ ဟမ် စဉ်းစားနေတယ်ဘာပြရမလဲဆိုတော့ စဉ်းစားရင်ကြွေးရင်မေကွန်လေးတွေပေါ်လာနာမည်မှာရောက်ပါတဲ့တယောက်လား ဟာမသိဘူး နာမည်မှာပန်းပါတဲ့တယောက်လား နာမည်ပါလာနာမည်ပါလေဟာလာရေးတယ် ခုနတချင်းဆိုတော့မောလား ရမ်းမောတယ်ကိုကိုထွန်းထွန်းရဲ့ရမ်းမောလာတယ် အော် ကိုကိုထွန်းထွန်းနဲ့ဂျင်းမှာစုံဘူးလား သုံးဘူးသူကရှောက်ပြောတယ် ကိုကိုထွန်းထွန်းရှိရဲ့ဂျင်းမတော်ဘူးကိုကိုထွန်းထွန်းတွေ့ရင်နေခုံလို့ ဒီကတော့ဘလို့လဲ အာကဲ ငါပဲချင်းမပိုးပေါက်ကလုပ်ပြီးတယ်လို့ လောက်ကြပါအောင်ကဲတော်မူကြပါ တခေါ်လာတော့ပြောချင်တယ် အဲ့ဒါဘာ ပြော ပြော ပါ နေ ရှင် ကိုကိုထွန်းထွန်း ဟာဘာပြောနေတာတော့ ဘန်ကောင်းမှာပဲဖြစ်ဖြစ်ရန်ကုန်မှာပဲဖြစ်ဖြစ်အီဒီယံပွဲတွေသွားရင် မဟုတ်ဘူးအဲ့ဒါလူကြီးလေးရလားမသိဘူးအဲ့ဒါဘယ်သူတော့လို့ ဘ
မင်းကိုမေးနေရတယ်ကွာမင်းကလည်းဘယ်သူတော့လာမှာလဲ ဘယ်သားမတ်ကလွှဲကျွန်တော်ဘာမှမကပါဘူး ကိုထုံးကောက်ွက်လေးလုပ်ပါဦးကိုထုံးကောက်ွက်လေးတစ်ခွက်လောက် ကိုထွန်းထွန်းတွက် အေးဟုတ်ပါပြီငါစဉ်းစားရမ်းခတ်သွား လို့အောင်နင်းကိုရမ်းတည် ကျွန်တော်သိရလူတွေမိုင်းလောက်သိရလူမရှိဘူး မမနဲ့ပြင်မှာတော့မမြင်ဘူးနော်ဟုတ်တယ်မလား မူးလာတော့အကုန်လုံးနဲ့ဆုံမှုတယ် ညာမပြောနဲ့ တကယ်ပြောတာညာပါဘူးတရားထိုင်ရင်ဆုံမှုတယ်တရားဓမ္မတွေတူတူတိုးသားပြီးတော့မှတ်ဘူးတယ်လေမမထိုင်နေနဲ့ ဘလို့ တရားတူတူထိုင်မှုတယ်လေ တရားတူတူထိုင်မှုလေ ကြောက်ပြောနေငါကဘာပတ်ပြီးတရားထိုင်တယ်လို့ပဲ ဟိုတလို့ကလေဗာလဲဟိုတချင်းမိတ်ဆက်ပွဲတစ်ခုမှစုံတာဟုတ်လား ဘသူတချင်းမိတ်ဆက်ပွဲလဲ ထက် easily လေထက် easily ရဲ့ သူပဲတဲ့ထိတ်စီလင်းက အော်ပြီးတယ်တနာယူ အေးတနာယူပွဲမှာစုံတယ်ဟုတ်တယ်မလား ဟောလာဟဲ့ ဖြည်းဖြည်းသာပြောပါသိတယ်တနာယူကတမျိုးကြီးပဲ ဟောပိုင်စရလန့်သွားတာပေါ့ ဘာပွဲ အဲ့တနာယူပွဲမှာစုံတာတနာယူပွဲမှာ ဟာပါလို့ကြာအရောက်ဖို့တယ်ဘယ်သူလူတွေအကုန်လုံးကတီးပြီးသားထိုင်ပြီးတချင်းနာမည် ဟုတ်တယ်သိကြပြီ ငါ သိ ပဲ ကြ မ ပြီ သိတာ အဲ့ဒါအမသိတယ်တနာယူဆိုဟဲဆိုပြီးဖြစ်သွားတာပုံသေးဘူး မဘာဖြစ်တယ် ဘေးနားမှာလည်းရှိတယ် ဘာလို့လည်းကမရဟုတ်ပါ တနာယူလေးတစ်ပိုက်လောက်ဆိုပြလိုက်အမား အဲ့ဒါ တို့ ဒီမှာဘောင်းလေးလေးတနာယူကြောင့်ရှင်းနေပါ စိတ် ဆိုပါ မရှိပါနဲ့တရားတွေမှတ်တာများပြီးတော့မသိဘူး ဆိုတော့နာမည်အရင်ကနာမည်တစ်လုံးနဲ့လား တော်တော်ပဲဒီပါဆို နာမည်အရင်ကိုပြောတာတစ်လုံးနဲ့လား ဟုတ်တယ်လူ ကဲပုံပေါ်တစ်ခုပဲပြောပါတောင်ပေါ်ကလာပြင်ပြရလား တောင်မွားရှမ်းကလေးလား မျိုးသားမျိုးစုံရှိရလေဖေဖေရတာမောရလားမမေရတာမောရလားအဲ့လိုမျိုးမျိုးတွေပြန်ခွဲသေးရလေ အမျိုးက9ယောက်ရှိရဟုတ်တယ်မလားဘောတော့မ ဟုတ်ပါဘူး ဟုတ်လို့လား အခု ဟာအဲ့ဒါဒီဘောကိုတို့တို့မက်ဆေ့ဆွဲအောင်ဘယ်လိုသိရလဲ ဟာဒါတော့ secret ဟာစီတရားစီမေးထားလို့ ကိုယ်တိုင်သိတာလားတယောက်ဆရာမေးတာလားအမှန်တိုင်းပြော ကိုကိုထွန်းထွန်းကိုတော့ကြောက်တယ် ကြောက်တယ် ဘာဖြစ်လဲဆိုတော့ Facebook ပါလာရေးလာဆိုလို့ အဲ့ဒါပြစ်စမ အဲ့ဒါမှရေးမှာဆိုလို့လေ ရေးမှာဆိုလို့လေ နေကိုကြောက်တယ်တဲ့ ကျေးဇူးတင်ပါတယ်အချိန်တော့ပြည့်သွားပြီဒါပေမဲ့မေးခြင်းနဲ့မေးခွန်းရှိသေးလား ရှိတယ် ရှိတယ်ရှိရင်မေးကဲမေး မေးပလိုက်တော့နေကိုအားကိုးတယ် ဟိုဟာလေအင်္ဂလိပ်သချင်းတွေဆိုတာလည်းအရန်ပိုင်တယ်ဟုတ်တယ်မလား English စင်းနေရောဂျပန်နေရောတရုတ်တွေရောအကုန်ပိုင်တယ် ကင်းကဲလောက်ရလည်းကြိုက်တယ်လေ အရင်ကြိုက်တယ်အရင်ကြိုက်တယ်အမှားပါလဲကြိုက်တယ် โอเคပါကဲကျေးဇူးအများကြီးတင်ပါတယ် My singer